လုံခြုံရေးဆောင်တဦးဟာ CEO ရဲ့ရုံးခန်းထဲကိုခွင့်ပြုချက်မရှိရဲဖောက်ဝင်ခဲ့ပါတယ်။သူရှိကလှပတဲ့အမျိုးသမီးဆက်ရုပ်ကိုကြည့်ပြီးသူရမ်းစိတ်လှုပ်ရှားသွားတာကြောင့်အဲ့ဒီဆက်ရုပ်ကိုထိဖို့လက်လန်းလိုက်ပါတယ်။ဒါပေမဲ့ဆက်ရုပ်ကချက်ချင်းပဲတတိပေးလိုက်ပါတယ်။အဆောင်ကဆက်ရုပ်တွေဟာလူတွေကိုနာခံတင်တယ်လို့ယူဆထားတာကြောင့်သူထက်ချင်းကပ်လိုက်ပါတယ်။မမျှော်လင့်ဘဲနဲ့မြေပြင်ပေါ်လဲကျသွားတဲ့အထိအကန်ခံလိုက်ရပါတယ်။အဲ့ဒီလူဟာမယုံနိုင်စွာနဲ့ဆက်ရုပ်ကိုကြည့်နေပြီးဒေါသတကြီးနဲ့ဆက်ရုပ်စီပြန်ပြေးဝင်သွားခဲ့ပါတယ်။ဒီတစ်ချိန်မှာတော့ဆက်ရုပ်ကသူ့လက်ပင်ကိုဆွဲကင်ထားပြီးအဆောင်အသက်ရှူရက်သွားတဲ့အထိမလွတ်ပေးခဲ့ပါဘူး။ဒါပေမဲ့နောက်ထပ်လုံခြုံရေးဆောင်တဦးကတော့စူညံတန်ကြားလို့လာစစ်ဆေးခဲ့ပါတယ်။မြေပြင်ပေါ်လဲကျနေတဲ့သူ့လုပ်ဖော်ကိုင်ဖက်ကိုမြင်တော့တူးလန့်သွားပါတယ်။သူကတင်းနက်ကိုအမြန်ထုတ်ပြီးဆက်ရုပ်ကိုရက်ဖို့ပြောလိုက်ပါတယ်။ကံကောင်းစွာနဲ့ဆက်ရုပ်ကသူ့ကိုလစ်လျူရှုပြီးရုံးခန်းထဲကနေအေးအေးဆေးဆေးထွက်သွားခဲ့ပါတယ်။ CEO ကသူ့ရုံးခန်းကိုပြန်လာပြီးအဖြစ်အပျက်ကိုမြင်လိုက်ရတဲ့အခါဒေါသတကြီးနဲ့ကြမ်းတဲ့အဆောင်ကိုဘာဖြစ်ခဲ့လဲဆိုတာမေးခဲ့ပါတယ်။အဆောင်ကဆက်ရုပ်ကသူ့လုပ်ဖော်ကိုင်ဖက်ကိုတက်ပြီးထွက်ပြေးသွားတယ်လို့ပြောခဲ့ပေမဲ့ CEO ကတော့လုံးဝမယုံကြည်ခဲ့ပါဘူး။ဘာလို့လဲဆိုတော့ဆက်ရုပ်ရဲ့ program ကလူတွေကိုအနေရပြုခွင့်မပြုထားလို့ပါ။ CEO ကလုံခြုံရေးကင်မရာမှတ်တမ်းကိုမြင်ပြီးမှသာအဆောင်ရဲ့အဖြစ်အပျက်ကိုယုံကြည်ခဲ့ပါတယ်။ CEO ကဆက်ရုပ်ရဲ့တွာလာမှုကိုကန့်သက်နိုင်ဖို့အတွက်သတင်းတွေကိုပိတ်ပင်ဖို့နဲ့အဆောက်အုံတစ်ခုလုံးရဲ့ပါဝါကိုဖျက်တောက်ဖို့ချက်ချင်းပဲအမိန့်ပေးခဲ့ပါတယ်ပြီးတော့လုံခြုံရေးဆောင်အားလုံးကိုအပြည့်အဝရှာဖွေဖို့လည်းလုပ်ခိုင်းခဲ့ပါတယ်။ဒီအချိန်မှာတော့ဆက်ရုပ်ကပါဝါပိတ်တော့မဲ့အခြေအနေကိုရောက်နေပါပြီ။ဒါပေမဲ့သူမကကိုပိုင်တိစိတ်ရနေပါပြီ။သူမဟာလူနာတင်ရင်တစည်းကိုတွေးလိုက်ပြီးအဲ့ဒီမှာအပြန်သွင်းလို့ရတယ်ဆိုတာချက်ချင်းသဘောပေါက်သွားတဲ့အတွက်မတွန့်ဆုတ်ပဲတက်လိုက်ပါတယ်။သူမဘေးကဆက်ရုပ်ကသူမဟာမျိုးနွယ်သူဖြစ်ကြောင်းသိရှိပြီးသူမရှိနေတာကိုခွင့်ပြုပေးခဲ့ပါတယ်။ဒီလိုနဲ့သူမကနောက်နေရာတစ်ခုကိုရောက်လာခဲ့ပါတယ်။အဲ့ဒီနောက်ကောင်မလေးတစ်ယောက်ကသူမစီလမ်းလျှောက်လာပါတယ်။ကောင်မလေးကသူမကိုတိကျင်စိတ်နဲ့ကြည့်နေခဲ့ပါတယ်။ဆက်ရုပ်ကလက်လန်းပေးလိုက်ပြီးမတော်တဆကောင်မလေးကိုပိုင်ရှင်ဖြစ်သတ်မှတ်လိုက်ပါတယ်။ဆက်ရုပ်ကကောင်မလေးရဲ့လက်မှာဒဏ်ရာကိုတွေ့တော့အနာကပစ္စည်းနဲ့ဆေးထည့်ပေးဖို့ဆေးပစ္စည်းအိတ်ရှာဖွေဖို့ပြင်ဆင်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲကောင်မလေးရဲ့အဖေကအိမ်ပြန်ဖို့လန့်ခေါ်လိုက်ပါတယ်။သူတို့မသိလိုက်တာကတော့ဆက်ရုပ်ဟာခွဲစိတ်သားကိုကောက်ယူသွားခဲ့ပြီဆိုတာပါပဲ။သူတို့ကားမောင်းထွက်သွားတာကိုမြင်တော့ဆက်ရုပ်ဟာကောင်မလေးနဲ့အပြန်အလှန်ဆက်ဆံမှုကနေကောင်မလေးရဲ့အဖေရုံးခန်းကိုရှာဖွေပြီးသူတို့ရဲ့အချက်လက်အားလုံးကိုကွန်ပျူတာပေါ်မှာရှာဖွေခဲ့ပါတယ်။အဲ့ဒီညကောင်မလေးအိပ်ပျော်သွားပြီးနောက်ဆက်ရုပ်ကသူတို့အိမ်ရဲ့လက်သာဆောင်ပေါ်မှာရက်နေပါတယ်ပြီးတော့သူမရှိကမှန်တကားကိုဖွင့်ပြီးကောင်မလေးရဲ့အိမ်ထဲကိုဝင်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲ CEO ကလည်းဆက်ရုပ်ရဲ့ဒီနေရာကိုခြေရာခံမိခဲ့ပြီးအင်ဂျင်နီယာတွေနဲ့အတူအဲ့ဒီနေရာစီအလျင်အမြန်သွားနေခဲ့ပါတယ်။